စားတယ်ဘာတော့စားမလဲဘာတော့စားမလဲလို့ကဲဗျာချက်လောက်ပတ်ရှိုးလိုက်အောင်ဟာဆိုင်မှာမဟုတ်ကဒူးချက်ဟိုနာဆိုင်တော့ပေါ့ဒါကိုရကိုဝင်လာပြီးတော့စားကြဘာမရအောင်ခင်နော်မမစားကြရတော့ရှိတယ်ပေါ့ထမင်းမရှိဘူးတော့ဘာဖြစ်ကြလားစားကြလားထမင်းမစားကြလားထမင်းရှိမှာပေါ့ရှင်းနားမှာတော့စိုင်းတချို့ရှိတယ်စိုင်းလေးရှိတယ်နားမှာပညာလဲလိုက်လဲလေရပေါ့စားပြီးရှင်းနားမှာတော့စိုင်းလေးရှိတယ်စားစရာအားရမ်းလဲတော့မသိဘူးအချက်သွားကြည့်လိုက်အောင်ဘာလဲမသိဘူးဝတ်တန်းမသိဘူးထိုင်စားလို့မရဘူးလားထိုင်စားလို့စားကြည့်အောင်မထမင်းရှိမိမာရတယ်မိမာရဟမ်ပါကြည့်အောင်နော်အဲပုတီရောလားပုတီရောပဲရှိပုတီရောမစားဘူးမစားဘူး sorry ဟုတ်တယ်စားကြည့်ဟိုတော့ကြည့်မဲရောင်းလာရှင်ဟဲမဲရောင်းလာထမင်းမရှိဘူးမဟုတ်ထိုင်းစားလို့မရတော့ဘူးအော်ရတယ်စကြည့်အောင်အေးပဇွန်ရှိတယ်မီစွမ်းအောင်ထိုင်းရမ်းတော့မရှိရွေးလိုက်ကွာကျက်သေးမြေရယ်ဒီဟာမုံကြီးရွက်နဲ့ဝတ်သားနဲ့ကြော်ထားတယ်ဒါကြတော့โอเคကြောက်ပဇွန်နဲ့ကျက်သားနဲ့ที่3อ่ะคือไม่ได้ใช้อยู่แล้วที่2ဒါပဇွန်ရယ်ကင်းမွန်ရယ်ဟိုကမုံကြီးရွက်ရယ်ဒါမှကောင်းတယ်စားကြပါဦးလားလို့ဒီခါတော့ time line လေးနဲ့တွဲထည့်လိုက်လာလဲကမောဒါချင်းမကမပါကုန်းမလားမသိဟင်းအများကြီးထည့်လာရဲထားမှာလို့နော်cheersမဆန်မဆိုးလို့တဲ့ငရုတ်သီးလေးအပေါ်ထည့်ပေးထားတိတ်တော့မဆက်တော့ပါဘူးနော်တောင်းမလားတိတ်တော့မကလာဘူးတရှိတော့ပုံနာမယ်ကဲရှင်းမယ်နော် Thank you very delicious 10 บาทอ๋อ10 บาทขอโทษค่ะไม่ได้ก็จะได้ที่เรียกเลยว่า
ဘယ်လောက်ကြာ Thank you ဘယ်လောက်ကြာဟမ်နှစ်ယောက်လုံးမှာ130တန်တာပေါ့ဟာသမင်းတော့တီးထုတ်လိုက်ပြီဒါအခုတော့ကျွန်တော်ဒီနားမှာရှိတော့ဂဒူးချက်ပန်းချန်လေးကိုလိုက်ပြမယ်ဂဒူးချက်ပန်းကြော်တစ်ချက်သွားရှိုးလိုက်အောင် ဒီကနေကုန်းနေတာကိုကြော်မယ်ကြော်ပြီးတော့မှခုနကမောက်လာလို့ဒီထားတော့မသိဘူးလမ်းမသိဘူးဆိုတော့မိမနောက်ပဲလိုက်ရမှာပဲဒါကတူးချစ်ပန်းချန်နဲ့ပါတယ်လေဘန်ကောက်မာရသွန်ဘယ်တော့လုပ်မှာလဲ November 60 မာရသွန်ကဲမမီတော့ဘူး November 16ဆိုတော့ကဲပန်းချန်နဲ့တော့တစ်ဖက်ကျွန်တော်ရှောက်လိုက်ပြမယ်ဗျာအမေနဲ့အမျိုးတွေအမေနဲ့ရောက်ခမတွေအမေနဲ့အမျိုးတွေကိုโอเคဒီဘက်ချင်းOh mà bạn coi vậy tự nhiên bộ nó hoặc là năm đấy rồi cho nó mới tị cái áo da lâu để tuổi này thế hôm nay đi ra cái dạy thay đi ra bên đi làm gì đi ra đây đi em baby không có này bạn muốn lại gìဒီဂျပန်နေရာမပွင့်သေးလို့ဒီဂျပန်နေရာမပွင့်သေးဘူးပေါ့ရှယ်နော်ဟိုးရှေ့ကအဝါရောင်ကပဲနေတော့ဘာပင်လေးတွေတော့ဟုတ်ဒါကြတော့အပေါ်စီးကနေမြင်အောင်ရိုက်ပြမှာရအောင်ပန်းချန်နဲ့လည်းရှောက်ပတ်ပြီးတော့မှအမျိုးတွေကိုပြပြီးသွားပြီဆိုတော့ကဲပြန်လိုက်ပါအောင်မယ်နောက်ရကြမှာကျွန်တော်တခြားနေရာကြီးရှောက်ပြီးတော့မှသွားပြအောင်နောက်ရကြမှာဘူးတွေကိုအသက်နဲ့ကျွန်တော်ပြန်လာခဲ့မယ်နော်